မတူညီတဲ့အရာတွေကိုဝယ်ယူနေတဲ့လူအမျိုးအစား၄မျိုးနံပါတ်1ချမ်းသာတဲ့လူတွေကအချိန်ကိုဝယ်ယူတယ်နံပါတ်2ဆင်းရဲတဲ့လူတွေကပစ္စည်းဥစ္စာတွေကိုဝယ်ယူတယ်နံပါတ်3ရည်မှန်းချက်ရှိတဲ့လူတွေကကျွမ်းကျင်မှု skill တွေကိုဝယ်ယူတယ်နံပါတ်4ပြင်းကြီးတဲ့လူတွေကအာယုံပြန့်လွင့်မှုကိုဝယ်ယူတယ်ဒီစာကြောင်းလေးတွေကိုအသေးစိတ်စဉ်းစားကြည့်မယ်ဆိုရင်ချမ်းသာတဲ့လူတွေကငွေကြေးပြည့်စုံကြွယ်ဝနေတဲ့အတွက်သူတို့ရဲ့လုပ်ငန်းတွေမှာအလုပ်လုပ်ပေးမဲ့လူတွေကိုခန့်အပ်ထားပြီးစနစ်တစ်ခုကိုတည်ထောင်ထားပြီးသူတို့ရဲ့မိသားစုအတွက်သူတို့ရဲ့စိတ်အပန်းဖြေတာယာမှုအတွက်အချိန်တွေကိုဝယ်ယူခြင်းဖြစ်ပါတယ်။ဆင်းရဲတဲ့လူတွေကတော့တနေ့ကုန်မယမနာအလုပ်လုပ်ကင်ပြီးသူတို့မှာမရှိတဲ့ပစ္စည်းဥစ္စာတွေကိုဝယ်ယူကြပါတယ်။သူတို့မှာဘဝပျော်ရွှင်မှုနဲ့မိသားစုအတွက်အချိန်ဆိုတာအရန်ရှားပါပါတယ်။ရည်မှန်းချက်ရှိတဲ့လူတွေကတော့တက်တောင့်တက်တာငွေရှာနိုင်ဖို့အတွက်ကျွမ်းကျင်မှု skill တွေကိုအချိန်ပေးပြီးသင်ယူနေကြပါတယ်။သူတို့ကတော့ပစ္စည်းဥစ္စာအချိန်နဲ့မိသားစုကိုလာရောညီတွေဖြစ်အောင်လှုပ်ဆောင်နိုင်ပါတယ်။ပြင်းကြီးတဲ့လူတွေကတော့အာယုံပြန့်လွင့်စေတဲ့အပျော်အပါအတောက်အစား social media ပေါ်မှာရွေချက်မရှိဘဲအချိန်ဖြုံးနေကြပါတယ်။သူတို့မှာတော့ငွေကြေးလည်းမချမ်းသာနိုင်သလိုပစ္စည်းဥစ္စာလည်းမရရှိနိုင်ပါဘူး။ကျွမ်းကျင်မှု skill တွေလည်းမရှိလာနိုင်ပါဘူး။သင်ရောဘယ်လိုလူမျိုးစားထဲမှာပါဝင်နေလဲအောက်က comment မှာရေးခဲ့ပေးပါခင်ဗျာ။